သူ့ငွေနဲ့တို့ Samsung Galaxy S6 နဲ့ရရှိနိုင်မဲ့အစီအစဉ်ကြီးတစ်ခုတလားကို3,4,833 ကျပ်နဲ့6လရစ်တာဝယ်ယူနိုင်ပါပြီမြမရှေ့ဆောင်ပန်းတွင်ငွေစုပါနိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာစုတစိတ်စုကူးနိုင်မှုမြန်မာအလှမယ်တွေကိုမွေးထုတ်ပေးနေတဲ့ Miss Grand และမြန်မာဟာ2015ကမ္ဘာအလှမယ်ပြိုင်ပွဲ5ခုမှာတွားရောက်ရှင်ပြိုင်ဖို့မြန်မာအလှမယ်9ယောက်ကိုမေ21ရက်နေ့က MCC ခန်းမမှာရွေးချယ်ခဲ့ပါတယ်။နိုင်ငံတကာမှာအလှမယ်ပြိုင်ပွဲတွေကျင်းပပြီး crown ပေးတာဟာ model တွေမင်းသမီးတွေလုပ်ဖို့မဟုတ်ဘဲအလှမယ်တယောက်ချင်းစီကိုတီးခြားတာဝန်ကြီးထမ်းဆောင်ဖို့စံပြပုဂ္ဂိုလ်ဖြစ်ရွေးချယ်တာဖြစ်တယ်လို့ကိုဝေယံအောင်ကပြောပါတယ်။အရင်က Miss တယောက်ရဲ့တာဝန်တွေကိုမသိဘဲမမဲကြီးကျင်လို့လာပြိုင်သူတွေရှိပေမဲ့ organization ရဲ့လမ်းညွှန်မှုကြောင့် pride စိတ်တွေအပြည့်ရှိလာကြပြီလို့ဆိုပါတယ်။နိုင်ငံတကာမှာ Miss ပြိုင်ပွဲတွေပြုလုပ်တယ်ဆိုတာကအဓိကသူတို့ကိုဒီ crown ကြီးပေးလိုက်တယ်ဆိုတာကတာမန်ဒီ model လုပ်ဖို့မင်းသမီးလုပ်ဖို့အလှဆင်ထားတာမဟုတ်ပါဘူး။သူတို့တစ်ခုချင်းစီရဲ့တီးခြားတာဝန်တွေကိုကြည်ပြအောင်ထမ်းဆောင်မှုအတွက်ပြည်သူကခန့်အပ်လိုက်တဲ့အများပြည်သူကခန့်အပ်လိုက်တဲ့စံပြပုဂ္ဂိုလ်အနေနဲ့ရွေးချယ်တာဖြစ်ပါတယ်။အများစုလာပြိုင်ကြတယ်နာမည်ကြီးခြင်းလို့အောင်မြင်တဲ့ model တယောက်ဖြစ်ဖို့ဒီလောက်ပဲသူတို့သိပြီးတော့လာပြိုင်ကြတာရှိပါတယ်။ခုနောက်ပိုင်းမှာဆိုရင်တော့ဒီလာရောက်ရှင်ပြိုင်တဲ့အလှမယ်လေးတွေအားလုံးကလည်းဒီပရာဟိတစိတ်တဲ့အပြည့်ရှိလာကြပြီ။နောက်ပြီးတော့ဒီလုပ်ငန်းတာဝန်တွေ Miss တယောက်မှာရှိသင့်ရှိထိုက်တဲ့စိတ်ထား Miss တယောက်မှာဘယ်လိုတာဝန်တွေထမ်းဆောင်ရမလဲဆိုတာတွေကိုသူတို့အသိပညာပေးလိုက်တဲ့အခါမှာအစွမ်းကုန်စူးစမ်းလာကြပါပြီဗျဟုတ်ကဲ့ Miss Grand และမြန်မာမှာလာရောက်လျှောက်ထားသူ900ကျော်တွေကစကားတင်31ယောက်ကိုအဆင့်ဆင့်ရွေးချယ်ပြီးတလခွဲကြောင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ pride လုပ်ငန်းတွေနဲ့ဘူတုဒပိုင်းဆိုင်ရာတွေကိုတင် जा ပေးခဲ့တယ်လို့ဆိုပါတယ်ရုပ်ရည်လှပယုံသာမဟုတ်ဘဲနိုင်ငံရဲ့စံပြတယောက်အနေနဲ့ရှိသင့်ရှိထိုက်တဲ့ရည်ချင်းတွေကိုကြည့်ပြီး pride လုပ်ငန်းတွေပြုလုပ်ဖို့ရွေးချယ်တာလို့ဆိုပါတယ် Miss Grand และမြန်မာရဲ့စု5စုဖြစ်တဲ့ Miss Face of Beauty စုကိုအလှမယ်ချူစီဟန် Miss Tourism စုကိုနမ်ဆိုင်အိမ် Miss Intercontinental စုကို W Mission စိန် Miss Earth စုကိုအိမ်မြတ်ချင်နဲ့ Miss Supranational စုကိုတော့အယ်ဘောက်နုတို့ကအသီးသီးရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိခေတ်ကာလမှာ Miss တွေတအားခေတ်စားလာပြီး Miss တယောက်မှာ body beauty brain ဆိုတဲ့အချက်တွေအဓိကလိုအပ်တယ်လို့ဆိုလာသူကတပုံဆရာကိုအောင်ပါကျွန်တော်တို့မြန်မာနိုင်ငံကလည်းမငြင်းကြပါဘူးကလေးတွေဆိုလို့ရှိရင်လေခုဆိုလို့ရှိရင်တော်တော်များများလဲသွားလို့ရှိရင်အနည်းဆုံးတော့crown ပါလိုက်လူလေးအများကြီးဖြစ်နေပါတယ်ခုဆိုလို့ရှိရင်ကျွန်တော် title street ဆိုတော့လဲသွားတဲ့လူတိုင်းလို့အကုန်လုံးရကြတယ်ကျွန်တော်တို့ Miss တွေရဲ့ challenge တွေအကြောင်းအကုန်လုံးပေါ့ဘယ်လိုကောင်းလို့ဒီကမ္ဘာကိုချပြခွင့်ရအခွင့်အလမ်းတွေရလာကျွန်တော်ဝမ်းသာပါတယ် Miss Tourism မြန်မာနမ်ဆိုင်အိမ်ကတော့မြန်မာနိုင်ငံရဲ့ eco tourism ကိုမြင့်တင်ပေးဖို့ဆန္ဒရှိနေပြီးကလေးငယ်တွေအတွက်လိုအပ်တဲ့အကူအညီတွေဖြင့် pride လုပ်ငန်းတွေလည်းလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်ဟုတ်ကဲ့ဒီမှာမြန်မာနိုင်ငံရဲ့ eco tourism ကိုမြင့်တင်သွားဖို့ဒီမှာပြီးတော့ဒီဘောနော်ဒီလိုအပ်နေတဲ့ကလေးငယ်တွေကိုဘောနော်ဒီမှာထောက်ပံ့ပေးချင်ပါတယ်ရှင်ပရိသတ်များပရိသတ်ဆိုဒီမှာလှုပ်ဆောင်သွားချင်ပါတယ်ရှင်